အားလုံးမင်္ဂလာပါညီမကတော့ Young Beauty and Travel Channel ပိုင်ရှင်ရုံးရဆိုပဲဖြစ်ပါတယ်အခုပြပြမိမှာကညီမဒီ YouTube blog ကိုပေါ့နော်ဘယ်လိုရောက်လာလဲပြီးတော့တင်တန်းတွေကိုဘယ်လိုတက်တာလဲပြီးတော့ဘာတွေလုပ်ခဲ့လဲဆိုတော့ပြပြပေးချင်ပါတယ်အခုညီမတို့အဓိကပြောမယ့်အကြောင်းအရာပေါ့နော်တင်တန်းအကြောင်းပေါ့နော်ညီမတို့ဒီတင်တန်းကိုဒီ YouTube tutorial ပိုင်း MBZ မြန်မာ business ဆောင်တင်တန်းကိုညီမတို့တက်ရောက်ခဲ့ရဆိုရင်ညီမတို့အခုဆိုရင်တနေ့ကျော်ပြီပေါ့နော်တင်တန်းကာလကတော့အလွန်ဆုံး6လပေါ့နော်အခုညီမတို့တနေ့ကျော်ခဲ့ပြီးသူများဆိုရင်တင်တန်းတက်ပြီးချင်း3လ4လနဲ့ဒါမှမဟုတ်15ရက်73ရက်နဲ့ကို monetization အောင်ပြီးတော့ဝင်ငွေရကြတဲ့လူတွေရှိတယ်ညီမကတော့အပြင်ကြီးနေရပေါ့နော်အပြင်ကြီးရဲ့အတွက်ဒီတနေ့အတွင်းမှာလည်းညီမ monetization အောင်ခဲ့ရပေါ့နော်အဲ့ဒါလည်းပရိသတ်ကြီးအကြောင်းလည်းပါတယ်လို့ညီမရဲ့ဆရာရဲ့တင်ပြပုံတင်ပြနည်းလည်းပါတယ်ပေါ့နော်ဂျားထဲမှာညီမအပြင်ကြီးပြီးတော့စာသိမ့်မလုပ်တဲ့ကျောင်းသားတွေမှာပါတယ်ပေါ့နော်ပြီးတော့စာလည်းရမ်းမေးတယ်အဲ့လိုကျောင်းသားတွေမှာပါတယ်ပြီးတော့ဆရာကဘယ်လိုတွေတင်ပေးလဲဆိုတော့ဆရာကအရန်ကောင်းတယ်ညီမတို့အခုဆိုရင်တော့ညီမတို့errorလေးတစ်ခုခုရှိရယ်ဆရာဒီ editing လေးကညီမတို့မလုပ်တတ်ဘူးဆရာရဲ့လောက်ပါအောင်ဆိုရင်သူကူညီပေးတယ်ဖြည့်ရှင်းပေးတယ်ပေါ့နော်တင်တန်းပြီးသွားရင်တော့မှဆရာကိုသွားပြီးတော့အချိန်မြင့်စာသွားပြီးအဆင်ပြေတယ်ဆရာအဲ့တော့အခုပြောချင်တာကသူများတင်တန်းနေလို့ဗီဒီယိုတွေကြည့်ပဲပေးပြီးတော့တင်ပေးတာမဟုတ်ဘဲနဲ့ဆရာကသူနဲ့ကိုယ်တိုင်ဓာတ်ရိုက်ဆွေးနွေးပြီးတော့ဆရာကိုယ်တိုင်တင်ပြပြီးတော့ဆရာကိုယ်တိုင်တင်ပြတာဖြစ်ပါတယ်အဲ့တော့ညီမအခုပြောချင်တာကအခုညီမတို့လိုမျိုးပဲ YouTube မှာယူဝင်ငွေတွေရပြီးတော့ညီမတို့လိုမျိုးပဲ YouTube မှာ creator တယောက်ဖြစ်ပြီးတော့ blogger တယောက်ဖြစ်ချင်တယ်ဆိုရင်တော့ဒီ YouTube tutorial ပိုင်း MBZ ဆိုရဲဆရာရဲ့တင်တန်းမှာတွားပြီးတော့တင်တန်းအဖို့ပြောချင်ပါတယ်ဘာလို့လဲဆိုတော့အရန်ကောင်းတယ်ဒီတင်တန်းကိုတက်ပြီးရတယ်နောက်ထပ်ဘာတင်တန်းမှတက်စရာမလိုတော့အောင်အဆင်ပြေရပေါ့နော် editing လားဒါမှမဟုတ်တခြားerror နဲ့ပတ်သက်တဲ့အရာတွေရောဖြည့်ရှင်းမလားပေါ့နော်ဆရာအကုန်တင်ပေးတယ်အဲ့တော့လုံးဝအာမခံတယ်ကိုဆရာမလို့ပြောတာမဟုတ်ဒါပေမဲ့တစ်ချက်မကောင်းတာကဆရာစာအရင်မေးတယ်နော်စာလုံးမှဖြစ်မှာဘာလို့လဲဆိုတော့ညီမတို့ဆိုရင်အရင်မေးခံရတယ်ပြီးရင်ညီမမရရင်ဆရာအရင်ဆူတယ်အဆူခံရတဲ့ထဲမှာညီမထိတ်သွားပါတယ်ဘလို့ဆိုတော့စာလည်းမလုပ်ဘူးစာလည်းမေးတယ်အဆူလည်းခံရတယ်ပေါ့နော်အဲအကြောင်းလဲညီမအောင်မြင်တယ်လို့မအောင်မြင်ပဲနဲ့အချိန်ကြီးကြန့်ကြာနေတာပေါ့နော်အခုဆိုရင်တော့ညီမကကိုရှောင်းမဲ့လမ်းကြောင်းလေးပေါ်တော့ရောက်နေပြီဆက်ကြိုးစားဖို့ပဲလိုပါတော့တယ်အဲ့တော့အားလုံးညီမတို့တင်တန်းကိုလာခဲ့ဖို့ဖိတ်ခေါ်ပါတယ်ရှင်အားလုံးပဲတက်တာ